မိုးတဲ့လေထဲမှာမူကထစားဖို့အတွက်ချီတက်နေကြတာပါနေရာလေးကတော့လေဦးအကျော်ဘက်က view point သွားတဲ့လမ်းမှာပါဆိုင်နံပါတ်လေးကတော့ view house ဆိုတဲ့ဆိုင်ဖြစ်ပါတယ်သွားတဲ့နေ့ကဂျားရဲဖြစ်နေရတော့မှလူရမ်းစီနေရတော့တွေ့ရပါတယ်ဒါကတော့ဆိုင်ကိုစစချင်းဝင်ချမ်းမှာမြင်ရတဲ့ view လေးဖြစ်ပါတယ်ခင်ဗျာဒီမှာကထိုင်မဲ့နေရာက2နေရာရှိပါတယ်ဒါအောက်ဖက်ပါဒါကတော့အပေါ်ဘက်ပါခင်ဗျာအသားတွေကတော့ဝတ်တာချက်တာနံယိုအမဲတာပင်လယ်စာမှာကတော့ပစုံနဲ့ဂုံထားတာပြီးတာကိုတွေ့ရပါတယ်ကျွန်တော်တို့အဖွဲ့ကတော့ကြက်သားလွင်ကျန်တဲ့အာဟာတွေအကုန်ယူခဲ့ပါတယ်ခင်ဗျာအသီးရွက်တွေကလည်းအခုစင်မာပြထားတဲ့အတိုင်းပဲဒီဟာလေးတွေတော့အကုန်လုံးရပါတယ်ကျွန်တော်တို့ကတော့စားကျင်တဲ့ဟာလေးတွေကိုတော့တေချာလေးရွေးပြီးတော့မှယူခဲ့ပါတယ်အချင်းကလည်းကိုပါတာကိုဆက်ရတာပါကိုကြိုက်တဲ့အရာတာမျိုးရအောင်လို့ကိုပါတာကိုဆက်ယူလို့ရပါတယ်အချိုဝဲနေနေကတော့ဖဲဒီတစ်မျိုးပဲချတာပြီးတာကိုတွေ့ရပါတယ်ဒါကတော့အောက်ဖက်ဝိုင်းကနေပြီးတော့မြင်ရတဲ့မြင်ကွင်းလေးပါ view ကတော့တော်တော်လေးကောင်းပါတယ်ကျွန်တော်တို့ကစားပြီးတော့กินပါပြီ3ယောက်တော့စားရင်တယောက်ကို3200ပဲကြားတာဆိုတော့ပစုံနေကြီးပဲစားတာနဲ့ကိုအရန်ကိုတန်နေပါပြီကျွန်တော်တို့အဖွဲ့ကတော့အစုံစားခဲ့ပါတယ်ကျွန်တော်တို့ထိုင်ခဲ့တဲ့နေရာကတော့အောက်ဖက်မှာပါအောက်ဖက်ကတော့မီရင်းနဲ့กินတာလို့ပြောပါတယ်အပေါ်ဘက်မှာတော့ gas နဲ့กินတာလို့ပြောပါတယ်မူကားထားတော့မီရင်းနဲ့กินတာပိုစားကောင်းတာမို့လို့ကျွန်တော်တို့ကအောက်ဖက်ဝိုင်းမှာပဲထိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာတယောက်ကို3000ခွဲ2ယောက်ဆိုရင်3000 3ယောက်နဲ့အထက်ဆိုရင်တယောက်ကို3200ပြရတယ်ဆိုတော့ကျွန်တော်တို့က3ယောက်သွားတာဆိုတော့တယောက်ကို3200ပဲကြားခဲ့ပါတယ်မတော်ခင်ဖုန်းဆက်ပြီးတော့မှကြိုတင်ပြီး booking ယူထားတာတော့ဝိုင်းရဖို့တေးကြပါတယ်မဟုတ်လို့ရှိရင်ဝိုင်းဆောင်ရပါတယ်လူအရန်များပါတယ်အချင်းကတော့နှမျိုးပေးထားပါတယ်နှမျိုးလုံးစားကောင်းပါတယ်အကင်တွေရပြီဆိုတာနဲ့ဟို share ကြိတ်ကြရတာပါစကားတော့မပြောနိုင်ကြပါဘူးကျွန်တော်လည်းတယောက်မှစကားမပြောကြပါဘူးဒီဆိုင်ကိုရောက်ရင်တော့အခုလိုမျိုးလေးအစုံထုတ်စားကြည့်ကြပါအရန်စားကောင်းပါတယ်တော်တော်လေးလိုက်ဖက်ပါတယ်သူ့ရဲ့အချင်းရလည်းအရန်ကိုကောင်းတာပါအရန်ဆောင်ကောင်းလို့ကျွန်တော်ကတော့အရန်ကြိုက်ပါတယ်အဲ့တော့နောက်ခေါက်တီလည်းထပ်ပြီးတော့မှတော်စားပြင်းတဲ့ဆိုင်ထဲမှာလည်းပါပါတယ်ခင်ဗျာဟင်းရီကိုလည်းမာလာနဲ့တုံရမ်းဆိုပြီးနှမျိုးရွေးချယ်လို့ရပါတယ်ကျွန်တော်တို့ကတော့တုံရမ်းတစ်ခါနောက်အိုးအစ်စ်ပြောင်းတဲ့ချိန်မှာမာလာတစ်ခါဆိုပြီးမှကျွန်တော်တို့ကအဲ့လိုမျိုးစားခဲ့ပါတယ်ချက်မဲကြိုက်တဲ့နှစ်ယောက်အတွက်ချက်မဲ selection လေးပေါ့ဗျာဒါကတော့ဆိုင်ထဲကနေလမ်းမြင်နေရတဲ့ view လေးပါအကင်လေးစားရင် view လေးကြည့်ရင်လည်းတော်တော်လေးကိုအဆင်ပြေခဲ့ပါတယ်ကျွန်တော်တော့မှဘယ်နှခေါက်မှန်းတော့မသိအောင်လို့ခဏကင်လိုက်စားလိုက်ကင်လိုက်စားလိုက်တဲ့ကို view လေးကြည့်လိုက်စကားလေးပြောလိုက်စားလိုက်တောက်လိုက်တဲ့ကိုတော်တော်လေးစိန်ချနေပါတယ်ခင်ဗျာငရုတ်ဒီကိုကင်စားလို့ရှိရင်ပုံမွေးပြီးတော့ဆက်လည်းမဆက်ဘူးစားလို့အရန်ကောင်းတယ်ဆိုတာကိုကျွန်တော်ပြောတာကိုမယုံကြလို့ကျွန်တော်ငရုတ်ဒီကင်မှာကျွေးခဲ့ပါတယ်ကျွန်တော်တို့စားနေတာကိုကြည့်ပြီးတော့တယောက်ကို3200နဲ့တန်မတန်တစ်ချက်ပြောတော့ပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်အမြင်အရတဆိုင်လုံးကလည်းလူအပြည့်ပဲ refill ပြန်ထဲတာတွေကစားနည်းနည်းကြာရလို့လည်းခံစားရပါတယ်လူများတော့ service ကတိတ်မနိုင်ဘူးလို့လည်းခံစားရပါတယ်ခင်ဗျာမာလာတော့ပြင်ရတယ်တဆိုင်လုံးဘယ်သူမှမရှိတော့ပါဘူးကျွန်တော်တို့တောင်ကပဲကြံခဲ့ပါတယ်ဟိုထိတ်ဆုံးကဝိုင်းလေးကိုပြောင်းပါမယ်ဗျာကျွန်တော်တို့တောင်ကပဲကြံခဲ့ရပါကြဒီဘက်လားကြဒီဘက်တော့ရပြီတဆိုင်လုံးကတောင်ကပဲကြံခဲ့ရပါဒီကိုစောင့်နေရအရန်ကြလို့ဆိုပြီးတော့ကိုပါရာကိုရွှေ့နေကြတာပါတရောင်းကန်စားနေကြတာပါဒီလိုပစုံအစိမ့်တုပ်လေးကိုလည်းလှုပ်ရှားဖြစ်ခဲ့ပါသေးတယ်အရန်ကောင်းပါတယ်တကယ်ကျွန်တော်လည်းလှုပ်ရှားကြည့်ကြပါဦးနော်ပစုံအစိမ့်တုပ်စားရင်မညီအောင်လို့တံမြာလေးနဲ့အချိန်ဆေးခဲ့ထားပါလေရဲ့ဆိုင်မှာပေးထားတဲ့အချင်းရဲ့နန်းလေးရဲ့ကျွတ်တွန်ဖြူရဲ့အားလုံးနေပြီးတော့မှစားလို့ရှိရင်အရန်စားကောင်းပါတယ်ပစုံကလက်တော့လုံးဝမညီပါဘူးခင်ဗျာပစုံအစိမ့်တုပ်လဲစားပြီးပြီဆိုတော့အကင်တွေကိုနောက်တစ်ရောင်းထပ်กินပြီးတော့ထပ်စားလေးပါလိမ့်တယ်ဆိုင်ရှင်အကျဲကိုလိုက်ချီတီစားချက်နဲ့ဆိုပြီးကြည်ကြတာလို့ချက်ချင်းကိုတော့ဝယ်ထားပေးတာပါခုရလာပါပြီချိုချင်းလေးတော့ပြောပြီးမယ်ချိုပါတယ်တော်တော်လေးစားကောင်းပါတယ်ကျွန်တော်အခုမှလိုက်ချီတီကိုအရန်ကြိုက်တော့ပါကင်လေးစားပြီးတော့မှအရန်အီနေလို့ဆိုပြီးတော့လိုက်ချီတီစားပြီးတော့အီဖြစ်နေတာပါပြီးလို့ရှိရင်နောက်တစ်ရောင်းထပ်စားကြပါဦးမယ်ခင်ဗျာစားလို့လည်းအရန်ကောင်းပြီးတော့ကျွန်တော်တို့3ယောက်လုံးကလည်းအရန်စားနိုင်ကြတော့ပေးရတဲ့ဈေးနဲ့လည်းတန်တယ်လို့ထင်ပါတယ်ခင်ဗျာတကယ်ကျွန်တော်လည်းတစ်ခေါက်လောက်တော့စားကြည့်ကြပါဦးတကယ်ဒါကတော့နောက်ဆုံးဖိတ်ကျွန်တော်တို့ပစုံထပ်กินပြီးတော့စားနေကြတာပါအကင်လေးစားရင် view လေးကြည့်ရင်စကားလေးပြောရင်လည်းကျွန်တော်တို့တနေကုန်သွားခဲ့ပါတယ်ကဲနောက် view တွေမှာထပ်တွေ့ကြပါမယ်နော်